နောက်မေးခွန်းတစ်ခုကယဟန်များဟာသူတို့ရဲ့အလှရခံငွေကိုကျိုးအတွက်သုံးဆွဲခွင့်ရှိပါသလားဥပမာအဖြစ်တပိတ်ဝယ်တာတို့သင်္ကန်းဝယ်တာတို့အတွက်သုံးဆွဲခွင့်ရှိပါသလားတီလာရှင်များရောဘာကြောင့်စွန်းခံမကြွတာလေတီလာရှင်များဘာကြောင့်လူများကိုတရားမဟောတာပါလဲရှင်ဗျာအမေကောင်ကတော့အကုန်လုံးမမှန်ကန်ဘူးသူကလက်ရှိအမြင်ကိုကြည့်ပြီးတော့မေးတာဖြစ်နေတယ်နော်ရဟန်းများဟာအလှခံရငွေကိုချိုးအတွက်သုံးမဆောင်ရရှိတယ်ဆိုတော့ဒီငွေနဲ့ပတ်သက်လို့ကတော့ရဟန်းတွေကဝိနည်းစည်းကမ်းနဲ့ပြောမယ်ဆိုရင်ငွေကိုတိုက်ရိုက်အလှခံခွင့်မရှိဘူးမှန်ပါဗျာငွေကိုတိုက်ရိုက်အလှခံခွင့်မရှိတော့ဒီငွေကဖြစ်ပေါ်လာတဲ့အလိုရှိရပစ္စည်းလေးပါလို့ဆိုတာခေါင်းစဉ်နဲ့အလှခံလို့ရတယ်မှန်ပါဗျာဒီဘက်ဆိုင်ကိုရဟန်းဒီဘုန်းကြီးကလှူပါတယ်ဆိုရင်ဘုန်းကြီးကလက်ခံခွင့်မရှိဘူးဥပဒေအရပြောတာနော်မှန်ပါဗျာလက်ခံတာလက်မခံတာဒါမဆိုင်ဘူးမှန်ပါဗျာနိုင်ငံမှာလည်းပဲဥပဒေတော့ရှိတယ်မလိုက်နာတာတွေကအများကြီးပဲရှိတယ်လေမှန်ပါဗျာအဲ့တော့ယဟန်ဆိုလို့ရှိရင်ငွေကိုတိုက်ရလက်ခံခွင့်မရှိဘူးခုနကလိုရှင်ဗျာအလိုရှိတဲ့စာအုပ်သို့မဟုတ်ပါပဲဖြစ်ဖြစ်အသုံးချဖို့ဒီငွေကြေးရဖြစ်ပေါ်လာတဲ့ပစ္စည်းကိုလှူပါတယ်ဆိုလို့ရှိရင်ဒါယဟန်ကလက်ခံခွင့်ရှိတယ်မှန်ပါဗျာလက်ခံခွင့်ရှိတယ်လို့သူ့ကိုလှူထားတာဖြစ်သောကြောင့်သူကိုကျိုးအတွက်သုံးတော်ခွင့်ရှိတယ်မှန်ပါသူလိုရှိရတဲ့အရာတစ်ခုကိုအသုံးပြုခွင့်ရှိတယ်မှန်ပါဗျာနော်ကိုယ်ပိုင်ပစ္စည်းဖြစ်သွားလို့သုံးခွင့်ရှိပါတယ်မှန်ပါဗျာသီလရှင်များကဘာကြောင့်ဆွမ်းဟင်းထမင်းမခံရတာလဲဒါ tradition နဲ့ဆိုင်တယ်မှန်ပါဗျာသီလရှင်ဆိုတာဘိက္ခုနီတွေကွယ်ပြောက်သွားတဲ့အခါမှာအမျိုးသမီးတွေကဒီသာသနာ့ဘောင်ဝင်ញင်တဲ့အခါမှာသီလရှင်ဘုရားသီလရှင်ဖြစ်တယ်ဆိုတာဘာမှသိမကြသေးဘူးဗမာပြည်မှာမှန်ပါဗျာဘုန်းတို့ငယ်တော့တောင်မှပဲသီလရှင်ကိုတွေ့ချင်မင်းကွန်းတို့စကိုင်းတို့မှာပဲရှိတယ်မှန်ပါဗျာနော်ပြီးတော့နိဗ္ဗိဏပြည်နိဗ္ဗိဏတော်ရအဲ့မှာပဲရှိတယ်မှန်ပါကျန်တဲ့နေရာမှာသီလရှင်မရှိဘူးမှန်ပါဗျာအခုခေတ်မှာပုံများလာတာမှန်ပါဗျာအဲ့တော့သီလရှင်ဆိုတာရှေးခေတ်ကသတင်းသုံးလို့လည်းခေါ်လာတယ်သတင်းသည်လို့လည်းခေါ်တယ်ဝါရတွေပြောင်းလာမှန်ပါဗျာအထူးသဖြင့်တော့အမရပူရခေတ်တို့မန္တလေးခေတ်တို့လောက်မှသီလရှင်ကပို့ပြီးတော့ထင်းထင်းရှားရှားဖြစ်လာမှန်ပါဗျာအဲ့တော့သီလရှင်ဆိုတာ10ပါးသီလသုံးဖို့10ပါးသီလထင်းထင်းရှောက်ရှောက်ကြတယ်မှန်ပါဗျာထင်းထင်းရှောက်ရှောက်တဲ့အခါမှာဥပုပ်သေးလို့ပဲသူတို့ဥပုပ်ဆရာမှာဥပုပ်ဆောင်ပြီးတော့ကိုယ်တိုင်ချက်ပြုတ်စားကြတာဖြစ်တယ်ဘိက္ခုနီတွေဒါဆွမ်းကိုယ်တိုင်ချက်ပြုတ်စားခွင့်မရှိလို့ဆွမ်းခံကြတာသီလရှင်ကတော့ဝုတ်ကလေးကသူတို့ဟာဥပုပ်သေးသဘောမျိုးဆိုတော့ဆွမ်းဟင်းသမင်းဆွမ်းခံစားရတယ်ဆိုရအလေးထားဗမာပြည်မှာမရှိဘူးတခြားနိုင်ငံမှာလည်းမရှိသလောက်ပါပဲဘုရားရှင်လက်ထက်မှာကြာတော့သူတို့ဘယ်လိုစားပါလဲသီလရှင်မရှိဘူးဘုရားလက်ထက်ကတင်ပါဗျာအမျိုးသမီးဘိက္ခုနီပဲရှိတယ်တင်ပါဗျာအဲ့ဘိက္ခုနီတွေကဒီစီကန်းနဲ့မဟုတ်ဘူးတင်ပါဘုရားမှာတင်းကျပ်တဲ့စီကန်းတွေရှိတယ်တင်ပါဗျာသူကဒီသီလရှင်ကကိုက10ပါးသီလပဲများတယ်လေတင်ပါဗျာ10ပါး10ပါးဒါပဲရှိတယ်အဲ့တော့ပုံစံချင်းမတူတော့မြတ်စွာဘုရားကသီလရှင်တွေပေါ်မှာဘာဥပဒေမှပြညတ်ခဲ့တာမရှိဘူးဘိက္ခုနီသာပြညတ်တာကိုသူတို့ဘိက္ခုနီကွယ်ပြောက်သွားမှနောက်မှပေါ်လာတဲ့အဖွဲ့အစည်းတစ်ခုကိုမှန်ပါဗျာမှန်ပါဗျာသီလရှင်များကဘာကြောင့်လူများကိုတရားမဟောရတာပါလဲဟောပါတယ်မဟောရဘူးလို့တားမြစ်ထားတာလည်းမရှိပါဘူးမှန်ပါဗျာနော်မှန်ပါဗျာနာကျင်တဲ့လူရှိရင်ဟောမှာပေါ့ဟောတဲ့နေရာတွေလည်းဟောနေပါတယ်မှန်ပါဒါပေမဲ့လို့ဒီသူတို့ကိုဘုန်းကြီးတွေတို့များများစားစားတရားဝဲပင့်တာတော့မရှိဘူးပေါ့နော်မှန်ပါဗျာမရှိတော့ဒီဒါကတော့ tradition နဲ့လူတွေရဲ့အလေးထားနဲ့ပဲသက်ဆိုင်ပါတယ်မှန်ပါဗျာခုခေတ်တောင်မှပဲကြွရတာအမျိုးသမီးသမ္မတဖြစ်တဲ့ဟာနဲတယ်မဟုတ်လားတင်ပါဗျာမှန်ပါဝန်ကြီးချုပ်လည်းအမျိုးသမီးကနဲသေးတယ်နဲပါဗျာမှန်ပါအဲ့ဒါမျိုးလိုပဲပေါ့ဒါရှင်းလေးစဉ်းစားဖို့ရပါတယ်မှန်ပါဒါပိတ်ပင်ထားတာမဟုတ်ပါဘူးမှန်ပါဗျာရသော်ဗျာလည်းမဟောရဘူးလို့မဟောပါတယ်မှန်ပါဗျာတရားရှင်တွေလည်းဟောတယ်မှန်ပါဗျာသူတို့စီမှာရောက်လာရင်သူတို့ဟောကြတာပဲ